Hello တရားမူအမူပါရှင်အိမ်နဲ့ဝေးရမှာအလုပ်တွေစူးစမ်းရင်းနဲ့ပင်ပန်းနေတဲ့သူတွေရှိလားဒါဆိုရင်တော့ဒီနေ့ပုံမြင်လေးကတော့အဲ့လိုလူမျိုးလေးအတွက်ပါဒီပုံမြင်လေးထဲမှာဘယ်လိုအရာတွေကအိမ်မက်တွေကိုဖန်တီးပေးလဲအိမ်မက်တွေနောက်လိုက်တဲ့အခါဘာတွေကိုမမေ့ရဘူးလဲဆိုတာကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်အားလုံးပဲမိုးနဲ့တူနားဆင်ခံစားပေးပါအောင်ရှင်တခါတော့ကဘဝကရိုးရှင်းသလိုခဲလဲခဲရင်နဲ့ကြေးရွာလေးတွေရမှာဟယ်လီနာဆိုတဲ့ကောင်မလေးရှိတဲ့သူမကမိဖို့ကြောင့်မှအမေကိုကူရင်းနဲ့လေကွင်းမှာမနာမနေစူးစမ်းလုပ်ကိုင်ရင်ဘဝကိုကြီးပြင်းလာခဲ့တယ်ဒါပေမဲ့သူ့ရဲ့ရင်ထဲမှာတော့ကြေးရွာထက်ကိုကြီးမားတဲ့အိမ်မက်တွေအများကြီးရှိနေခဲ့တယ်ညနေတိုင်းခြံစည်းရိုးပေါ်ထိုင်ပြီးအဝေးကိုဖြတ်သွားတဲ့မြက်ထားကိုငေးကြည့်နေတတ်တယ်သူမအတွက်တော့အဲ့ဒီရထားကဘဝတစ်ခုစီကိုသွားတဲ့လမ်းပဲလွတ်လပ်တဲ့ဘဝတစ်ခုစီကိုပို့ဆောင်ပေးမယ်လမ်းကြောင်းတစ်ခုပေါ့ဒီနေ့တော့သူ့မောင်လေးကအမဘာလို့အမြဲရထားကိုပဲကြည့်နေတာလဲလို့မေးလိုက်တော့ဟလီနာကဒီလိုလေးပြန်ဖြေတယ်ဘာလို့လဲဆိုတော့အဲ့ဒီရထားကလူတွေလွတ်လပ်စွာသွားခွင့်ရတဲ့နေရာကိုသွားတယ်လေငါလည်းအဲ့လိုလွတ်လပ်စွာရှိခွင့်ရမယ့်နေရာကိုရောက်ချင်လို့ပါလို့ပြန်ဖြေတယ်သူ့မိဘတွေကလူကောင်းနေပါဒါပေမဲ့တင်းကျပ်လွန်းနေအဖေကအရက်မြင့်ပြီးတော့ကြန့်ခိုင်နေသူနေလောင်သားရင်နဲ့ပေါ့သူကမကြာခဏဟယ်လီနာကိုသတိပေးတတ်တယ်ဟယ်လီနာရွာရဲ့အပြင်ကဘာကအန္တရာယ်များတယ်မိန်းကလေးတယောက်တည်းရှင်သန်နိုင်မှာမဟုတ်ဘူးဒါပေမဲ့ဟယ်လီနာကမတ်တက်ရက်ပြီးတော့ဒီလိုပြောလိုက်တယ်ဘသူကူညီမှမလိုပါဘူးကျမဘဝတွေကိုယ်တိုင်စူးစမ်းခြင်းနေအမေကတော့နူးညံ့ပေမဲ့စိတ်ပူလွန်းနေသမီးကိုကြည့်ရင်လည်းတက်ပြင်းချတယ်သမီးသွားမယ်ဆိုရင်အရန်ကျူးဆိုင်ရမယ်နော်ဟလီနာဒီကဘာကြီးကမင်းကိုအမြဲချစ်မှာမဟုတ်ဘူးလို့ဆိုပြီးတော့တိတ်တိတ်ကလေးနှစ်ပေါင်းများစွာစုဆောင်းထားတဲ့ဒင်းကားတွေပြည့်နေတဲ့အိတ်ကလေးတဲ့အိတ်ကိုဟလီနာစီထိုးပေးလိုက်တယ်သမီးသွားမယ်ဆိုရင်ဒါကိုယူသွားပါဒီလိုနဲ့ရက်သက်တစ်ပတ်ဒီကုံလွန်ခဲ့တယ်ဟလီနာရဲ့စိတ်ထဲမှာတော့မျိုးပြကြီးနဲ့သူတောင်းတနေတဲ့ဘဝအကြောင်းတွေကြီးပဲတမနက်ရောက်မှလူတွေမနိုးသေးခင်သူမကအင်ကြီးနဲ့ထဲဆောင်းပုတ်ပုတ်ပပလေးတစ်ထည်နဲ့အဖိုးတန်တင်းကားအိတ်တွေကိုထုတ်ပြီးတော့ထွက်လာခဲ့တယ်စာတုံလေးတစ်စောင်ကိုလည်းခြံခဲ့သေးတယ်သမီးကိုမရှာကြပါနဲ့သမီးပြောက်မသွားပါဘူးအိမ်မက်တွေအတွက်ရုန်းကန်မှုထွက်သွားတာပါလို့အစာလေးထဲမှာရေးထားခဲ့တယ်အဖေကစာကိုတွေ့တဲ့အခါအယမ်းဒေါသထွက်သွားတယ်သူကမြင်းပေါ်တက်ပြီးရွာထဲမှာဟလီနာကိုဖမ်းမှုအော်ဟစ်ရင်းနဲ့လိုက်လာခဲ့တယ်ဒါပေမဲ့ဟလီနာကတော့ယထာဘူရာစီသွားတဲ့ဖုန်ထူတဲ့လမ်းမှာခီးအတော်ရောက်နေပါပြီသူ့နှလုံးသားတဒိတ်ဒိတ်ခုန်နေတယ်ကြောက်လို့တော့မဟုတ်ဘူးလွတ်လပ်မှုရဲ့ရင်ခုန်တန်ကြောင့်ပါမြို့ပြကြီးကသူမကိုလေးစင်နှမောင်းလိုရိုက်ခတ်လိုက်တယ်အဆောက်မြင့်ကြီးတွေစူညံနေတဲ့လမ်းတွေနေရာတကာမီးလေးရောင်နေနေပေါ့ဘသူကိုမှသူမသိဘူးဘသူမှသူ့ကိုလည်းစောင့်မနေဘူးအခန်းချင်းချင်းလေးတစ်ခန်းငှားပြီးအလုရှာဖို့စိတ်ပါကိုပါထွက်လာတယ်အများစုကတကားပိတ်ပစ်တယ်လူမလို့တော့ဘူးနောက်မှလာပါတခါတလေပါမုတ်ဟောင်းလေးတွေနဲ့အသက်ရှင်ရတယ်တခါကဗိုက်စာပြီးအိပ်ရတယ်ဒါပေမဲ့သူမဘယ်တော့မှလက်မလျှော့ခဲ့ဘူးဒီနေ့တော့ဈေးတွေကလိမ်မော်သီးရောက်တဲ့မျိုးသမီးကြီးတူစီကိုချင်းကပ်သွားတယ်ကျမကူညီပေးလို့ရမလားပြောပြီးတော့ကြိုးစားပြီးမေးလိုက်တယ်မျိုးသမီးကတန်တရားဝင်ပြီးတော့ကြည့်တယ်မင်းပါလို့တယ်လေမင်းကလေးဘာမဆိုလို့တက်ပါတယ်ကျမတင်ယူချင်တာပါလို့ဟလီနာကရဲရဲဝံ့ဝံ့ပြောတယ်အမျိုးသမီးကဟလီနာကိုလိမ်မော်သီးတွေတက်တက်ရရစီတတ်အောင်ဈေးခေါ်တက်အောင်လိမ်လေခံရတာကိုရှောင်ရှားနိုင်အောင်သင်ကြားပေးခဲ့တယ်အစတော့ရောင်းအားသိမ့်မကောင်းသေးပေမဲ့ဟ
ဟန်နီနာကရိုးသားမှုအမြဲပျော်ရွှင်နေတတ်မှုနဲ့မစုံမနစ်တီးခံမှုတွေနဲ့လောက်ကင်ခဲ့တယ်။တဖြည်းဖြည်းနဲ့သူ့ဘဝမှာပထမအဆုံးချိန်ပတ်စံတွေရလာခဲ့တယ်။သူကိုယ်တိုင်လက်နဲ့ရအောင်ရှာထားတဲ့ပတ်စံတွေပေါ့။လတွေကပြန်တန်းသွားသလိုပဲအချိန်တွေကအမြန်ကုန်ဆုံးခဲ့တယ်။ဟယ်လီနာကမနက်မိုးမလင်းခင်ကြိုရောက်နေတတ်ပြီးတော့ဈေးပေးချိန်ထိနေတတ်တယ်။ပတ်စံကိုလည်းချင်းချိန်တက်လာတယ်။ဈေးသည်တွေကိုလည်းဆက်ဆံတက်လာတယ်။ကုန်ပစ္စည်းတွေကိုစီမံတက်လာတယ်။သူ့ရဲ့စ조사မှုနဲ့ယူသားမှုကလေးစားမှုတွေရလာတယ်။တနေ့မှာမစ္စတာဖရက်ဒီကိုဆိုတဲ့ဘူကြီးတယောက်ကသူ့ကိုသတိထားမိပြီးတော့မင်းလုံနေတာကိုငါကြည့်နေတာ။မင်းကယူသားပြီးအလုပ်စ조사တယ်။ငါမင်းကိုပတ်စံစီမံခန့်ခွဲတတ်အောင်နဲ့အထုပ်ကြီးကြီးတွေဝယ်တတ်အောင်ကိုပိုင်လုပ်ငန်းတွေလဲပတ်တအောင်သင်ပေးမယ်လို့သူကပြောတယ်။ဒီလိုနဲ့သူ့ပံ့ပိုးမှုရဲ့အောက်မှာဟန်နီနာလေးကမြ мян ဆဆန်တင်ယူတက်မြောက်ခဲ့တယ်။သူကဇွဲနဲ့စူဆောင်းပြီးတော့တစ်နှစ်အကြာမှာအယောင်တောက်တုပ်လိမ့်ပြီးတော့အနီရောင်ပိတ်စလေးတွေနဲ့လှနေအောင်ပြင်ဆင်ထားတယ်။အဲဒီမှာတစ်တီးတွေပေါမုတ်တွေနဲ့ညဘက်သူကိုယ်တိုင်ဖုတ်ထားတဲ့မုတ်ချိုတွေရောင်းနေ။သူဆိုင်ကတဖြည်းဖြည်းလဲကြီးလာသလိုသူ့ရဲ့ယုံကြည်မှုကလည်းပိုပြီးတိုးတက်လာတယ်။နှစ်များစွာကြာမှသူ့မောင်လေးစီကနေစာတစ်စောင်ရောက်လာတယ်။အဖေနေမကောင်းဖြစ်နေတယ်။အမေကနေ့တိုင်းအမကိုလမ်းနေတယ်။ဖြစ်နိုင်ရင်ပြန်လာပါလားဆိုတဲ့စာလေးတစ်စောင်ကိုဟယ်လီနာကကြေးရွာစီပြန်မဲ့ရထားကိုတက်လိုက်တယ်။အိမ်ကအရင်လိုတပုံစံနဲ့ရှိနေပေမဲ့ဟယ်လီနာကတော့အရင်လိုမဟုတ်တော့ပါဘူး။ပိုတန်မှာပိုယုံကြည်မှုရှိပြီးတော့ပိုပြီးစမ်းဆောင်နိုင်တဲ့လူတစ်ဦးဖြစ်လာပြီ။အမေကမျက်ရည်ကျရင်နဲ့ပြေးလာတယ်။ပြီးတော့ဟယ်လီနာဟုတ်ရဲ့လားအတန်ဖြော့ဖြော့လေးနဲ့မေးလိုက်တယ်။ဟယ်လီနာကအမေကိုချီပြီးတော့ရင်ထဲမှာမြဲမြံစွာဖတ်ထားလိုက်တယ်။အဖေကတော့ဖြည်းဖြည်းချင်းချင်းကပ်လာတယ်။မျက်လုံးထဲမှာကြောက်ရွံ့မှုတွေနဲ့သမီးအဖေကိုခွင့်လွှတ်ပါငါကြောက်နေခဲ့တာသမီးကိုမဟုတ်ဘဲနဲ့ဒီကဘာကြီးကိုကြောက်နေခဲ့တာအဲ့လိုဖေကပြောတော့ဟယ်လီနာကသူ့ကိုအားပေးစကားပြန်ပြောတယ်ကျမအဆင်ပြေပါတယ်ဖေဘဝကိုရင်ဆိုင်တတ်အောင်တင်ယူခဲ့ပြီယူသားမှုလည်းမပြတ်ခဲ့ဘူးကိုကိုလည်းကျူးဆိုင်တက်ခဲ့ပါပြီအဖေတို့တင် जा ပေးခဲ့တာတွေကြောင့်ပဲကျမဆိုတာဖြစ်လာတာပါဒီလိုနဲ့ရက်တော်ကြရင်မြို့ကိုမပြန်ခင်အိမ်ကိုသူမကစားစရာဆေးဝါးတွေနဲ့လိုအပ်တဲ့ပစ္စည်းတွေကိုထောက်ပံ့ပေးခဲ့တယ်။ပြီးတော့မိဘတွေကိုဒီလိုလေးပြောခဲ့တယ်။ကြိုးစားရမယ်တင်ပေးခဲ့လို့ကျေးဇူးတင်ပါတယ်။သမီးကိုစောင့်နေပေးခဲ့လို့လည်းကျေးဇူးတင်ပါတယ်လို့ပြောလိုက်တယ်။မြို့ပြကြီးကိုပြန်ရောက်လာတဲ့အခါဟယ်လီနာကပိုကြီးရဲ့ဆိုင်တစ်ဆိုင်ကိုဖွင့်လိုက်တယ်။တင်းကားတွေကိုရေတွက်ရင်းနဲ့အမိတ်တွေပေးရင်းနဲ့သူ့ရဲ့လုပ်ငန်းကိုဂုဏ်ယူစွာစီမံခန့်ခွဲနေခဲ့တယ်။ဒီဇလန်လေးကမိုရိုကိုအတွင်းကြကြသင်ခန်းစာတစ်ခုပေးပါတယ်။အိမ်မက်တွေဆိုတာတတိရှိဖို့လိုတယ်။စူးစမ်းရင်အောင်မြင်တယ်။ယူသားမှုနဲ့တိခံမှုကအောင်မြင်မှုတွေကိုဖန်တီးပေးတယ်။နောက်ပြီးကိုယ့်အိမ်မက်နောက်ကိုလိုက်တဲ့အခါကိုဘယ်လိုစတင်ခဲ့လဲဆိုတာကိုဘယ်တော့မှမမေ့ပါနဲ့နော်။မိုးရဲ့ချစ်တဲ့တော်တာရှင်တွေအားလုံးအိမ်ကိုလမ်းတဲ့စိတ်ကလေးခဏတာပြေးသွားဖို့မျှော်လင့်ပါတယ်။ခက်ခဲပင်ပန်းနေလေဘယ်တော့မှအားမလျှော့လိုက်ကြစို့နော်။မိသားစုမဲ့ပြန်ဆုံမဲ့နေ့လေးကိုအမြန်ဆုံးရောက်နိုင်ဖို့မိုးဝဆူတောင်းရင်းနဲ့ဒီညအတွက်တော့ခုနိုင်ပါရှင်။